မိကျော်ကဒါနဲ့စိတ်နေရမယ်ဟောဖွင့်ပြီလာပြီသူလာပြီမိရှုတွေကအရာရှိမြင်တာကိုပြရမှာဖြစ်ပါတယ်နော်တစ်ဖက်တည်းပြလို့မရပါဘူးအရာရှိမြင်တာကိုပြပြီးတော့အောက်ဆွဲတာနဲ့တန်းပြရမှာဖြစ်ပါတယ်လာပါပြီခိုးပြောင်းလေးတွေရွှေပြည်ဟိတ်ဘာဘီလဲရွှေပြည်ဟိတ်တလုံးလေးတွေအဲ့ပလဲတွေကကျွန်တော်တို့ရဝေးရလာတဲ့သူတွေကောက်လို့ရပါတယ်ကျွန်တော်တို့အဲ့ဒါရိတ်ကျွန်တော်တို့ဝေးကနေမှာတဲ့ဟောလာပြီးတောက်စင်းတွေရောကျွန်တော်တို့ဗလက်များတွေရောပါတယ်ဗျာဟောဘုမခိုးပြလေးတွေဝေးနေတာကတော့ကျစ်ရအောင်ပါတယ်ဟောဘုကကလေးကမနာဘူးဗျာပရိသာလေးတွေပေါ့ဗျာအတီးရောအတီးရောကောင်းကြတော့ထောက်ချက်ထားတယ်လို့ပါပဲနော်မစကြောက်လေးကိုထောက်ချက်ထားတယ်လို့ပါပဲနော်မပေါ်ရအောင်ငါပြရင်လေးပါပါရင်တော့လေးပေါ့ဗျာနော်ကြပါပြီကျွန်တော် stop ပြီးနေဟောလှပါတယ်တက်ကနေနော် stop ပြီးနေလှပါတယ်နော်အဲ့ဒါတောင်းပြီးစုကပြီးပဲကျောင်းသူကျောင်းသားတွေကတော့သူတို့ပြီးလေးကိုဝမ်းပန်းသက်သာတက်ကလေးပြောက်ပြီးတော့ပြောနေကြတာဝတ်တာပြန်ပေါက်ပါလေ